Some of them will not stop firing for 50,000 years. အားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ INTV rating 9.3 ထိရရှိလာပြီအားလုံးက masterpiece လို့သတ်မှတ်ထားတဲ့ channel ပိုင်း series ကို review လုပ်ပေးတော့မှာပါဒါဟာရိုးရိုး horror ကမဟုတ်ပဲတကယ်ဖြစ်ရမှာ horror တစ်ခုဖြစ်တာကြောင့်ဘာကြောင့်မကြည့်ရသေးကြည့်တင်လဲဆိုတာကိုဒီဗီဒီယိုမှာအစားဆုံးရှင်းပြပေးသွားပါမယ်ဒီဗီဒီယိုနဲ့ပတ်သက်တဲ့ nuclear ဆိုတာဘာလဲဆိုတာကိုအနေငယ်ပြောကြည့်ခြင်းပါတယ် nuclear ဆိုတာရာဝတ္ထုတိုင်းရဲ့အခြေခံအကြဆုံးအတန်အစိပ်ပိုင်းလေးတွေရဲ့အလဲဘဟု nucleus တွေမှာပုံအောင်နေတဲ့ AR မှစွမ်းရည်ကိုဆိုလိုတာဖြစ်ပြီးအဲ့ဒီအနှစ်သာလေးတွေကိုခွဲထုတ်လိုက်တာဒါမှမဟုတ်ပေါင်းစပ်လိုက်တာကနေတဆင့်အလွန်ပြင်းထန်တဲ့အပူနဲ့လင်းစွမ်းရည်တွေထွက်ပေါ်လာခြင်းဖြစ်ပါတယ်ဒီစွမ်းရည်ဟာကြောင်မီးသွေးဒါမှမဟုတ်ဓာတ်ဆီတို့တဲ့အစာပေါင်းတန်းချီပုံမအားကောင်းတာကြောင့်လူသားတွေအတွက်လျှက်စစ်စွမ်းအားအများထုတ်လို့ရမှာအကျိုးရှိရေးသုံးနိုင်ကြလို့တလွဲအသုံးချရင်တော့အလွန်ဖြားပြင်းတဲ့လက်နက်တွေဖြစ်သွားနိုင်တဲ့အမှုမျိုးစွမ်းရည်ပဲဖြစ်ပါတယ်ဒါဆို channel ပိုင်း nuclear ဓာတ်ပေါင်းပုံဘာကြောင့်ပောက်ကွဲရတာလဲ channel ပိုင်းပောက်ကွဲမှုဟာဤပညာပိုင်းရရောလူပယောဂအကြောင်းပါဖြစ်ရတာပါစက်ရုံတွေမှာ uranium dressing တွေကိုလောင်စာကြောင်းတွေအနေနဲ့သုံးပါတယ်ဒီလောင်စာကြောင်းတွေကနေအပူတွေအများကြီးထွက်နေတာမို့သူ့ကိုအေးအောင်လုပ်ဖို့ရေကိုအဆက်မပြတ်စီးဆင်းစေရပါတယ်ဒါပေမဲ့အဲ့ဒီညက engineer တွေကစမ်းသပ်မှုတစ်ခုလုပ်ဖို့အတွက်ရေစီးဆင်းမှုကိုလျှော့ချလိုက်ပြီး reactor တွေရဲ့စွမ်းအင်ကိုအနှိမ်ဆုံးအထိချလိုက်ပါတယ်အဲ့ဒီအခါမှာ xenon ဆိုတဲ့ဓာတ်ငွေတွေထွက်လာပြီး neutron တွေကိုစားပစ်တာကြောင့်စက်ကရက်တယ်လို့ဖြစ်သွားပါတယ်အဲ့ဒါကိုအတင်းပြန်နှိုးဖို့အတွက် neutron တွေကိုထိန်းချုပ်ပြီးတဲ့ graphite တက်ဆင်လာတဲ့ထိန်းချုပ်ချောင်းတွေကိုအပြင်ကိုထုတ်လိုက်ပါတော့တယ်နောက်ဆုံးဆက်ကထိမ့်မနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့အရေးပေါ်ကလို့ AZ5 ကိုနှိပ်လိုက်ပါတယ်အဲ့ဒီမှာပြဿနာကစတာပါပဲအပြင်ရောက်နေတဲ့ control rod တွေကို reactor ရဲ့အကုန်ပြန်ထည့်လိုက်တဲ့အခါမှာထိပ်မှာတက်ထားတဲ့ graphite တွေက uranium လောင်စာတွေနဲ့ထိတွေ့မိပြီးပို့တိုက်တယ်လို့မျိုး chain reaction ကိုရုတ်တရက်အစမတင်မြင့်တက်သွားစေပါတယ်ရေတွေကချက်ချင်းစုပွက်ပြီးရေနွေးနွေးဖီယာ steam pressure ကြောင့်တန်ချိန်1000ကျော်လေးတဲ့ reactor အပုံးကြီးကိုလွင့်ထွက်သွားအောင်တွန်းပေါက်ကွဲစေတာပါဒါကြောင့်မီးလောင်တဲ့ပိုကြောက်စရာကောင်းတဲ့အပူချိန်လွန်ခဲ့ပြီးပေါက်ကွဲတဲ့ဘုံတစ်လုံးလိုဖြစ်သွားရတာပါဒီပေါက်ကွဲမှုကနေလူတွေဘာတွေကိုခံစားရမလဲဒီပေါက်ကွဲမှုကနေထွက်လာတဲ့ radio တက်တိကြောင့် radiation ဟာဟီရိုရှီးမားမှာကျခဲ့တဲ့အတမ်ဘုံထက်အစာပေါင်း400ကျော်ပိုပြင်းထန်ပါတယ်ဇက်ကားထဲမှာပြသွားတဲ့အတိုင်းရောင်ကြီးတင့်တဲ့ဝေဒနာဟာလူတယောက်ကိုအရှင်လက်လက်မရဲကြစေတာပါစာပိုင်းမှာနေလောင်သလိုနေရဲလာမယ်နောက်ပိုင်းမှာခန္ဓာကိုယ်ထဲက cell တွေနဲ့ DNA တွေပျက်စီးပြီးသားရည်တွေအရည်တွေပျော်ကျလာတာ twin geyser တွေပုတ်ထွက်လာတာမျိုးတွေခံစားရပါတယ်စိုးဆုံးကတော့ဒီမမြင်ရတဲ့ရန်သူကြောင့်မိသက်သမားတွေတန်ရှင်းရေးလုပ်သားတွေဟာရပိုင်းအတွင်းမှာကြောက်မက်ဖွယ်ကောင်းအောင်တေဆုံးခဲ့ရပြီးနောက်ဆက်တွဲအနေနဲ့ကလေးငယ်တွေမှာကင်ဆာရောဂါနဲ့ကိုယ်လက်အင်ကမစုံလင်မှုတွေနှစ်ပေါင်းများစွာခံစားခဲ့ရပါတယ်လက်ရှိ channel ပိုင်းနေမြေ Pripyat ဟာတရေ6တဲ့မြို့ ghost town တစ်ခုဖြစ်နေပါပြီလူတွေနေထိုင်လို့မရအောင်ရောင်ကြီးတွေကျန်နေသေးလို့နှစ်ပေါင်း2000ကြာမှလူတွေပြန်နေလို့ရမယ်လို့ခန့်မှန်းထားကြပါတယ်လက်ရှိမှာတော့ reactor ဘောကို AR မှတံမဏိအမိုးကြီးတစ်ခုနဲ့အုပ်ထားရပါတယ်တာဝန်ရှိသူတွေဖြစ်တဲ့စက်ရုံမန်နေဂျာ Brukhano နဲ့ engineer ချုပ် Diatlot တို့ဟာအလုပ်ကျန်းနဲ့ထောင်ဒဏ်10နှစ်စီချမှတ်ခံခဲ့ရပါတယ်ဒါပေမဲ့ဇကားတွေကသူ့ရဲ့ကောင် Valery Legasov ကတော့အမှန်တရားကိုကဘာကသိအောင်ချပြခဲ့ပြီး2နှစ်အကြာမှာကိုအဆုံးစီရင်သွားခဲ့ပါတယ်။သူချက်ထားခဲ့တဲ့တန်သွင်းတိတ်ခွေတွေကပဲ channel ဘိုင်းရဲ့တကယ်အမှန်တရားကိုကဘာကသိစေခဲ့တာပါ။ဒီဇလန်ဟာ90%ကျော်တကယ်ဖြစ်ပျက်ခဲ့တာပါ။စီးရီးတွေကအဖြစ်ပျက်တွေအဝေစားတွေကစဆိုဗီယက်ခေတ်ကိုအတိအကျပြန်လည်ပုံဖော်ထားပါတယ်။ channel ဘိုင်းကပေးတဲ့သင်ခန်းစာကတော့အမှန်တရားကိုလိန်ညာဖုံးကွယ်ကြီးရဲ့တန်ဖိုးဟာအရန်ကြီးမားတယ်ဆိုတာပါပဲ။နိုင်ငံရေးအာဏာတဲ့လူအသက်ကိုတန်ဖိုးမထားတဲ့အခါသိပ္ပံပညာတဲ့ဝါဒဖြန့်မှုကိုဦးစားပေးတဲ့အခါဘလို့အနိဋ္ဌာယုံတွေဖြစ်လာနိုင်လဲဆိုတာကိုဒီဇကားကမိမောင်းထုတ်ပြထားပါတယ်။နောက်ဆုံးမှာတော့ဒီပောက်ကွဲမှုဟာဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားစေဖို့အရှိန်ဟုန်မြင့်ပေးလိုက်တဲ့အစာပြိုးခြင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီဇကားဟာဖြစ်ရမှန်ကိုအခြေခံပြီးရိုက်ကူးထားတာကြောင့်မကြည့်ရသေးရင်အခုပဲကြည့်ဖို့တိုက်တွန်းပေးခြင်းပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်မှပြန်တွေ့ကြတာပေါ့။